ပါကျွန်တော် A1 idea မိုဘိုင်းကနေပြန်လဲကြိုးစားပါတယ်ဒီတစ်ခေါက်မှာကျွန်တော် Samsung ရဲ့အသစ်ထွက်ရှိထားတဲ့ Galaxy Z Flip 8လေးကိုတစ်ချက်ကြည့်လိုက်အောင်သူ့ရဲ့ design ကပို့ပြီးတော့ပေါ့သွားတယ်ပိုပါသွားတယ်သူကဘောင်လေးတွေကိုခုံးပေးထားတာဆိုတော့ကျွန်တော်ဖွင့်ရပိတ်ရတာပို့ပြီးတော့တက်တောက်ရှိလာတယ်ပိုကောင်းလာတယ်အပြင် screen flat window မှာ application တွေတင်ပြီးတော့သုံးလို့ရတယ်အရင်လိုမျိုး widget ဆန်ကြီးမဟုတ်တော့ဘူးသူကအခုလက်ရှိတော့ application 16ခုထိပဲ support လုပ်သေးတယ်ဒီတော့ Z Flip 8မှာတော့ထူးခြားပြောင်းလဲသွားတာမျိုးတွေမရှိဘူးအဲ့ဒီအစား Samsung က pocket size ခေါက်ဖုံးအသစ်ကိုမိတ်ဆက်လာတယ်တော့အရင် full design ကိုတော့ Z Fold 8 Ultra ဆိုပြီးတော့ထုတ်လာပြီးတော့ကျွန်တော် design အသစ်ကိုတော့ Fold 8ဆိုပြီးတော့မိတ်ဆက်လာတယ် entertainment တွေအတွက်ကော multimedia consumption တွေအတွက်ကောသုံးလို့ကောင်းတဲ့ screen ratio ဖြစ်ပြီးတော့ကျွန်တော်တို့ daily use တွေအတွက်မှာသုံးလို့ကောင်းမယ် Fold လုံးဖြစ်လာမလားဆိုတော့စောင့်ကြည့်ရမယ် model 3လုံးကို pre-order တင်နိုင်ပြီကျွန်တော်တို့ pre-order ကာလလေးကတော့ဇွန်လလ25ရက်နေ့ကနေပြီးတော့ဩဂုတ်လ23ရက်နေ့အထိဖြစ်ပြီးတော့ကျွန်တော် A1 idea mobile မှာ pre-order တင်မယ်ဆိုရင်ပုံမှန်လက်ဆောင်တွေအပြင်ကိုမှ Z Flip 8ဝယ်ယူသူများအတွက်ကို discount 3သိန်းပဲ Z Fold 8နဲ့ Z Fold 8 Ultra ဝယ်ယူသူများအတွက်ကို discount 2သိန်းအထိကိုပြန်ပေးတော့မှာဖြစ်ပါတယ်ကဲကျွန်တော်အခုပဲကျွန်တော်ရောက်နေတဲ့ A1 idea mobile 4000ခန့်စိုက်တဲ့ကြီးမှာလာရောက်ဆန်းသက်ပြီးတော့ pre-order တင်လိုက်တော့နောက် video တွေမှာတွေ့ကြမယ်